မင်္ဂလာပါ Happy Life Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာကတော့ Israel American စိတ်ပညာရှင်စာရေးဆရာ Daniel Kahneman ရဲ့ Thinking Fast and Slow စာအုပ်ကြောင်းဖြစ်ပါတယ်ဘာလို့ဒီစာအုပ်ကြောင်းပြောရတယ်လဲဆိုတော့ဒီ Thinking Fast and Slow ဟာကမ္ဘာတစ်ဝန်းမှာအယောင်ရဆုံးစည်ရင်းဝင်ခဲ့ပြီးလူအများစုရဲ့အမှုအကျင့်တွေနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဘယ်လိုချနေတယ်လဲဆိုတာကိုပြန်လည်ဆန်းစစ်ဖို့မှန်ကန်တဲ့အတွေးတွေဆုံးဖြတ်ချက်တွေကိုအချိန်ယူချတတ်ဖို့တွန်းအားပေးနိုင်တယ်လို့ဖြစ်ပါတယ်။ဒန်နီယယ်ကတ်မန်ဟာအစ္စရေးအမေရိကန်စိတ်ပညာရှင်တဦးဖြစ်ပြီးသူဟာစိတ်ပညာကိုစီးပွားရေးပညာနဲ့ပေါင်းစပ်ပြီးလူတွေရဲ့ဆုံးဖြတ်ချက်ချပုံကိုလေ့လာခဲ့တဲ့အတွက်အမှုအကျင့်ဆိုင်ရာစီးပွားရေးပညာရဲ့ဖခင်တဦးလို့လည်းသတ်မှတ်လို့ရပါတယ်။သူက2002ခုနှစ်မှာစီးပွားရေးပညာရပ်ဆိုင်ရာနိုဘယ်ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ဒန်နီယယ်ကတ်မန်ရဲ့အဓိကအောင်မြင်မှုဟာလူတွေဘယ်လိုတွေးခေါ်ဘယ်လိုဆုံးဖြတ်တယ်လဲဆိုတာကိုသိပ္ပံနည်းကျရှင်းပြပေးနိုင်ခဲ့တာပါပဲသူ့ရဲ့အထင်ရှားဆုံးအယူအဆနှစ်မျိုးကိုပြောရမယ်ဆိုရင်ပထမတစ်ခုက prospect theory မျှော်လင့်ချက် theory လို့ခေါ်တာပေါ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက် Amos Tversky နဲ့အတူ1989ခုနှစ်မှာဒီ theory ကိုဖော်ထုတ်ခဲ့ပါတယ်ဒီ theory ကအကျိုးမြတ်ရရှိမှုတဲ့ဆုံးရှုံးမှုကိုပို့ပြီးစိတ်ခံစားမှုပြင်းထန်စွာတုံ့ပြန်တက်ကြတယ်ဆိုတာကိုရှင်းပြထားတာပါဒါကို loss aversion ဆုံးရှုံးမှုကိုကြောက်ရွံ့ခြင်းလို့ခေါ်ပြီးဒီယူဆကစီးပွားရေးပညာရှင်တွေရခင်ကယူဆထားတဲ့လူတွေဟာကြိုးကြောင်းစီလျော်စွာဆုံးဖြတ်တတ်တယ်ဆိုတဲ့အချက်ကိုပြောင်းလဲပစ်ခဲ့ပါတယ်။နောက်တစ်ခုကတော့ System 1နဲ့ System 2ဆိုတာဒီယူဆကိုတော့အခုဆွေးနွေးမဲ့သူ့ရဲ့နာမည်ကျော် Thinking Fast and Slow ဆိုတဲ့စာအုပ်မှာလူတွေရဲ့အုံနောက်ရဲ့အတွေးခေါ်ပုံကိုစနစ်နှစ်ခုကိုရှင်းပြထားတာပါ။ကန်မန်ဟာလူတွေက System 1ကိုပို့ပြီးအားကိုးတတ်ပြီးဒါကြောင့်ပဲစိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေဒီစိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိတယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒီစာအုပ်မှာအပိုင်း၅ပိုင်းနဲ့လူတွေရဲ့အတွေးတွေဆုံးဖြတ်ချက်စနစ်တွေကိုဆွေးနွေးပြပါမယ်။ဘာတွေပါဝင်မလဲဆိုရင်နံပါတ်1စနစ်နှစ်ခု System 1နဲ့ System 2ကိုမိတ်ဆက်ပေးတာ။နံပါတ်2ကသိမြင်မှုဆိုင်ရာလှည့်စားမှုတွေ။နံပါတ်3ကယုံကြည်မှုလွန်ကဲခြင်း over confidence ပေါ့။ဒါနဲ့အမှန်တကယ်အခြေအနေကိုလျစ်လျူရှုလိုက်တဲ့အကြောင်း။နံပါတ်4ကတော့ဆုံးရှုံးမှုနဲ့အကျိုးအမြတ်အကြောင်း။နံပါတ်5ကဒီစာအုပ်အနှစ်ချုပ်နဲ့ဒီစာအုပ်ရဲ့အကျိုးကျေးဇူးတွေဆိုတာကိုဆွေးနွေးသွားပြပါမယ်။ဒါဆိုအခန်း1အနေနဲ့ system နှစ်ခုကိုစပြီးတော့ပြောပြပေးပါမယ်။ဒီစာအုပ်ရဲ့အဓိကအုတ်မြစ်ကလူတွေရဲ့အုံနောက်မှာအတွေးအခေါ်စနစ်နှစ်ခုရှိရဆိုတဲ့အယူအဆပါပဲ။ကန်နမန်ကဒီစနစ်ကို System 1နဲ့ System 2လို့ခေါ်ဆိုခဲ့ပါတယ်။ဒီစနစ်နှစ်ခုကပူးပေါင်းပြီးအလုပ်လုပ်နေပေမဲ့စနစ်တစ်ခုချင်းစီမှာကိုယ်ပိုင်ထူးခြားတဲ့အားသာချက်နဲ့အားနည်းချက်တွေရှိပါတယ်။ System 1ကတော့အလိုလျောက်စနစ်လို့ခေါ်တယ်လူတွေရဲ့ဆုံးဖြတ်ချက်ဒီစနစ်ကမြန်ဆန်ပြီးတော့အလိုလျောက်ဆုံးဖြတ်လိုက်တာမျိုးဖြစ်ပါတယ်အုံနောက်ကအများကြီးအားစိုက်စရာမလိုပဲအလုပ်လုပ်ပြီးအာယုံခံစားမှုနဲ့အလိုလိုတိတဲ့စိတ်ကူးစိတ်သန်းကိုအခြေခံပါတယ်ဒီစနစ်ရဲ့အလုပ်လုပ်ပုံကတော့အမြဲတမ်းတက်ကြွနေပြီးပတ်ဝန်းကျင်ကအချက်လက်တွေကိုအဆက်မပြတ်ဆက်ပြီးကောက်ချက်ချလိုက်တာမျိုးပါဥပမာနှစ်နဲ့ပေါင်းရင်မေးတဲ့မေးခွန်းကိုချက်ချင်းလေးလို့တန်းဖြေတာမျက်နှာတစ်ခုကိုကြည့်လိုက်တာနဲ့ဒီလူကစိတ်ဆိုးနေရဆိုပြီးချက်ချင်းဆုံးဖြတ်နိုင်တာဒီလိုခံမှန်းနိုင်တာဒါတွေအားလုံးက System 1ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ဒါအချိန်နဲ့စွမ်းအင်ကိုသက်သာစေပြီးလူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဆုံးဖြတ်ချက်စနစ်တစ်ခုပါပဲဒီစနစ်ရဲ့အားသာချက်ကတော့ဉာဏ်ဆန်မယ်တစ်ခါတလေတော့မှားယွင်းတတ်ပါတယ်အသေးစိတ်စဉ်းစားမနေတော့ဘဲနဲ့လျင်မြန်တဲ့ကောက်ချက်တွေချတာကြောင့်စိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေဖြစ်တတ်ပါတယ် System 2 System 2ကတော့ဆင်ခြင်တုံတရားစနစ်ပေါ့ဒီစနစ်ကတော့နှေးကွေးပြီးအာရုံစိုက်ထုတ်ရပါတယ်အသေးစိတ်စဉ်းစားဆင်ခြင်ဖို့နဲ့ယုတ်တိဗေဒကိုအသုံးပြုဖို့လိုအပ်တဲ့အလုပ်တွေအတွက်တာဝန်ယူရပါတယ်ဒီစနစ်အလုပ်လုပ်ပုံကစိတ်ဆွမ်းအင်နဲ့အာရုံစူးစိုက်မှုတွေပိုလိုအပ်ပါတယ်ဥပမာရှုပ်ထွေးတဲ့သင်္ချာပု္ပ္ပာတစ်ပုဒ်ကိုတွက်တာအရေးကြီးတဲ့ဆုံးဖြတ်ချက်မချခင်အချက်အလက်တွေအကျိုးချောင်းခွဲခြမ်းစိတ်ဖြာတာအလုပ်သစ်တစ်ခုအတွက်စီစဉ်ဆွဲတာစတဲ့အလုပ်တွေကိုလုပ်ဆောင်ပါတယ်ဒီစနစ်ရဲ့အားသာချက်ကတော့ System 2ကပြင်းပါတယ်မလုပ်ချင်ဘာဖြစ်လို့လဲဆိုတော့ဆုံးဖြတ်ချက်တွေအများကြီးစဉ်းစားရတာပေါ့အလုံးမများကျင်တဲ့တဘာဝကြောင့် System 1ကပေးတဲ့အဖြေတွေကိုပဲအမှန်လို့လက်ခံလိုက်ပြီးတော့အသေးစိတ်ပြန်မစီစစ်တတ်ပါဘူးဒါကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိပါတယ်ကနမန်ရဲ့အဆိုအရလူတွေက System 1ကိုပို့ပြီးအားကိုးကြပြီးတော့အဆင်ပြေစေမဲ့အဲ့ဒီရဲ့လှည့်စားမှုကိုသတိမထားတတ်ကြဘူးလို့ဆိုပါတယ်အခန်းနှစ်ကတော့သိမြင်မှုဆိုင်ရာလှည့်စားမှုတွေဒီ System 1ကြောင့်ပဲလူတွေရဲ့အားနည်းချက်ကနေဖြစ်ပေါ်လာတဲ့အကြီးမားဆုံးပြဿနာတွေကတော့စိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေပဲဖြစ်ပါတယ်
ဒီဘက်လိုက်မှုတွေကလူတွေကိုကြိုးကြောင်းမစီလျော်တဲ့ဆုံးဖြတ်ချက်တွေချမိစေပါတယ်။စာအုပ်ထဲကထင်ရှားတဲ့ဘက်လိုက်မှုတချို့ကိုပြောပြရမယ်ဆိုရင်ပထမတစ်ချက်ကတော့ဘက်လိုက်ပြီးဆုံးဖြတ်တာပေါ့။လူတွေကကိုယ့်ရဲ့အုံနောက်ထဲမှာလွယ်လွယ်ကူကူပြန်သတိရနိုင်တဲ့အဖြစ်အပျက်တွေအချက်အလက်တွေကိုအခြေခံပြီးဆုံးဖြတ်ကြပါတယ်။ဒါကအမှန်တကယ်ပို့အဖြစ်များတဲ့အဖြစ်မြန်တွေအဖြစ်မှန်တွေကိုလှည့်လူရှုတတ်မိပါတယ်။ဥပမာသတင်းတွေမှာလေရင်ပြတ်ကြတဲ့အကြောင်းမကြာခဏတွေ့ရလို့လေရင်စီးတာပိုအန်နေများတယ်လို့ထင်မြင်တတ်ကြတယ်။တကယ်တော့ကားမတော်တဆမှုတွေကအဆပေါင်းများစွာပိုများပါတယ်။နောက်တစ်ချက်ကတော့ကြောက်ချသတ်မှတ်ထားတဲ့ဆုံးဖြတ်ချက်မျိုးပေါ့။ကနဦးသိရတဲ့အချက်အလက်ကိုသူကနောက်ဆက်တွဲဆုံးဖြတ်ချက်တွေကိုဆွဲပြီးတော့တိကျတာလွှမ်းမိုးသွားတာပေါ့။ဥပမာဈေးဆိုင်တစ်ခုမှာအရင်ဈေးကိုဒေါ်လာ900လို့ဖော်ပြပြီးယခုဈေးကဒေါ်လာ200ပဲဆိုရင်လူတွေကပထမဆုံးဒေါ်လာ900ဆိုတဲ့ဈေးနှုန်းကိုအသေးသတ်မှတ်ထားပြီးဖြစ်လို့ဒေါ်လာ200ဆိုတာအရန်တန်တယ်လို့ခံစားရပါလိမ့်မယ်နောက်တစ်ခုကတော့အချက်လက်တွေကိုဘယ်လိုတင်ပြလဲဆိုတဲ့ပုံမူတည်ပြီးလူတွေရဲ့ဆုံးဖြတ်ချက်ပြောင်းလဲသွားနိုင်တာမျိုးပေါ့ဥပမာဆေးကုသမှုတစ်ခုကိုလူနာ90%အသက်ရှင်နိုင်တယ်လို့ပြောတာနဲ့လူနာ10%ကသေဆုံးနိုင်တယ်ဆိုတဲ့အချက်ကအတူတူပါပဲဒါပေမဲ့လူတွေကပထမတစ်ချက်ဖြစ်တဲ့လူနာ90%အသက်ရှင်နိုင်တယ်ဆိုတဲ့အချက်ကိုပို့ပြီးလက်ခံပါတယ်ဒါကဗတ်လိုက်မှုတွေရဲ့အကျိုးသက်ရောက်မှုတွေကိုပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကအခန်း3ကတော့ကိုယုံကြည်မှုလွန်ကဲတဲ့လူကြီးအကြောင်းပေါ့။သူကကိုယုံကြည်မှုလွန်ကဲတာနဲ့အမှန်တကယ်အခြေအနေကိုလှစ်လူရှုလာတဲ့အကြောင်း။လူတွေကကိုယ့်ရဲ့စွမ်းရည်နဲ့ခံမှန်းချက်တွေကိုလိုတာထက်ပိုပြီးယုံကြည်တတ်ကြတယ်။ကနမန်ကဒါကိုယုံကြည်မှုလွန်ကဲခြင်းလို့သုံးနှုန်းပြီးဒါလူသားတွေမှာတွင်ကျဲတဲ့ဗတ်လိုက်မှုတစ်ခုလို့ဆိုတာကိုအချက်နှစ်ချက်နဲ့ပြောပြပါတယ်။ပထမတစ်ခုက what you see it's all there is တင်မြင်တာအားလုံးပဲဆိုတဲ့အယူအဆဒီယူဆကလူတွေကလက်ရှိရရှိထားတဲ့အချက်အလက်တွေပေါ်မှာဒါကောက်ချက်ချပြီးဆုံးဖြတ်ချက်ချတတ်တယ်လို့ဖော်ပြပါတယ်မသိသေးတဲ့အချက်အလက်တွေကိုလျှစ်လျူရှုထားမိတာကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေယုံကြည်မှုတွေဖြစ်စေပါတယ်ဥပမာမန်နေဂျာတဦးကဝန်ထမ်းတဦးရဲ့အောင်မြင်မှုမှတ်တမ်းကိုပဲကြည့်ပြီးသူ့ကိုအရေးချင်းရှိတယ်လို့မှတ်ယူလိုက်ပြီးအဲ့ဒီဝန်ထမ်းအောင်မြင်မှုရဖို့အတွက်တခြားသူတွေရဲ့အကူအညီတွေရှိနေတာကိုပြည့်တူရှုလိုက်မိတာမျိုးပေါ့ဒုတိယတစ်ခုကတော့ဗတ်လိုက်ပြီးအတိအကျဆုံးဖြတ်တာလူတွေကကိုယ့်ရဲ့လက်ရှိယုံကြည်ချက်ကိုထောက်ခံအားပေးမဲ့အချက်လက်ကိုသာရှာဖွေစုဆောင်းပြီးစန့်ကျင်ဘက်အချက်လက်ကိုပြည့်လူရှုတတ်တယ်ဥပမာကိုကြိုက်တဲ့နိုင်ငံရေးပါတီကမှန်တယ်လို့ယုံကြည်ထားရင်အဲ့ဒီပါတီရဲ့လှုပ်ဆောင်မှုတွေကိုအကောင်းမြင်သတင်းတွေကဖတ်တယ်ဝေဖန်တဲ့သတင်းတွေမကောင်းတဲ့သတင်းတွေကိုရှောင်ကျဉ်တာမျိုးပေါ့နောက်တစ်ခါကတော့သူကလူတွေရဲ့ဆုံးရှုံးမှုနဲ့အကျိုးအမြတ်ကိုရှင်းပြထားပါတယ်ကန္နမန်ကစီးပွားရေးပညာရှင် Amos Tversky နဲ့အတူဒီ prospect theory ဆိုတာကိုထုတ်ဖော်ခဲ့ပါတယ်။ဒီ theory ကစီးပွားရေးပညာမှာလူတွေကကျိုးကြောင်းစီလျော်တဲ့ဆုံးဖြတ်ချက်တွေပဲချတယ်ဆိုတဲ့တမန်ရိုးကျအယူအဆကိုပြောင်းလဲပစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အချက်နှစ်ချက်နဲ့ပြောပြပေးပါမယ်။ပထမတစ်ချက်ကတော့ဆုံးရှုံးမှုကိုကြောက်ရွံ့တဲ့ loss aversion ပေါ့။လူတွေကရရှိမဲ့အမြတ်အစွန်းထက်ဆုံးရှုံးမဲ့အရာကိုပိုပြီးခံစားရတတ်ပါတယ်။ဒါကြောင့်ဆုံးရှုံးမှုကိုရှောင်ရှားဖို့အတွက်ပိုပြီးစူးစမ်းလာကြပါတယ်။ဥပမာငွေ100ရမဲ့ပျော်ရွှင်မှုထက်ငွေ100ဆုံးရှုံးရမဲ့ဝမ်းနည်းမှုကိုလူတွေကဗျမ်းမြန်အပြင်2ဆလောက်ပိုပြီးခံစားရတတ်ပါတယ်အရှုံးကိုကြောက်တာပေါ့ဒါကြောင့်လူတွေဟာအမျက်ရဖို့အတွက်ဆုံးရှုံးမှုမဖြစ်အောင်ပိုပြီးဂရုစိုက်ကြပါတယ်နောက်တစ်ချက်ကတော့ပိုင်ဆိုင်မှုအကျိုးသက်ရောက်တဲ့အချက်ပါလူတွေကကိုယ်ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုအခြားသူတွေထက်ပိုတန်ဖိုးထားတတ်ကြပါတယ်ဒါဟာဆုံးရှုံးမှုကိုကြောက်ရွံ့ခြင်းကြောင့်ဖြစ်ပေါ်လာတာပါဥပမာကိုဝယ်ထားတဲ့ကော်ဖီခွက်တစ်ခွက်ကိုတခြားသူတွေက$9ပဲတန်ဖိုးရှိတယ်လို့ယူဆနေပေမဲ့ကိုကတော့ဆုံးရှုံးရမှာဆိုလို့$10နဲ့ရောင်းဖို့တော့တွန့်ဆုတ်နေတာမျိုးပေါ့ဒါနဲ့ပတ်သက်ပြီးဒီစာအုပ်နဲ့ပတ်သက်ပြီးတော့အနှစ်ချုပ်အနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ဒီ thinking person slow ကစာဖတ်သူတွေကိုလူသားတွေရဲ့တွေးခေါ်မှုကဘလောက်တောင်ရှုပ်ထွေးပြီးမပြည့်စုံလဲဆိုတာကိုနားလည်စေပါတယ်ဒီစာအုပ်ရဲ့ပေးချင်တဲ့အဓိကသတင်းစကားကတော့ system 1ဆိုတာကိုသတိပြုပါဉာဏ်ဆန်တဲ့ဆုံးဖြတ်ချက်တွေကောက်ချက်ချမှုတွေဒီဟာတွေကအသုံးဝင်ပေမဲ့တခါတရံမှာမှားယွင်းတတ်တယ်ဆိုတာကိုသတိပြုပါဆုံးဖြတ်ချက်မြန်ချတာကိုပြင်ဆင်တတ်ဖို့ဆိုလိုတာဖြစ်ပါတယ် system 2ကိုလေ့ကျင့်ပါအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရမယ်ဆိုရင်အလိုလိုသိတဲ့စိတ်ခံစားချက်တွေကိုမလိုက်နာပဲခဏလောက်အချိန်ယူပြီးတော့စနစ်တကျအသုံးပြုဖို့စဉ်းစားဖို့တွေးတောဖို့ဆုံးဖြတ်ဖို့လိုအပ်ပါတယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဗတ်လိုက်မှုတွေကိုသတိထားဖို့ပါကိုကဗတ်လိုက်ပြီးဆုံးဖြတ်တာကို့မှာဘလို့စိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေရှိနိုင်တယ်ဆိုတာကိုသိရှိနားလည်ထားဖို့ကိုနားလည်ထားဖို့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကနေရှောင်ရှားနိုင်ဖို့ကူညီပေးခြင်းလို့ဆိုလိုတာဖြစ်ပါတယ်
Thinking Fast and Slow ဟာစိတ်ပညာနဲ့စီးပွားရေးနယ်ပယ်မှာတော်လှန်ပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။အဓိကချက်ကတော့လူတွေဟာကြိုးကြောင်းစီလျော်တဲ့တတ္တဝါကြီးတွေပဲမဟုတ်ပဲစိတ်ခံစားမှုနဲ့စိတ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေကြောင့်ဆုံးဖြတ်ချက်တွေချတတ်တယ်ဆိုတဲ့အချက်ကိုသိပ္ပံနည်းကျအတည်ပြုပြနိုင်လို့ပဲဖြစ်ပါတယ်။ဒီစာအုပ်ကကိုယ့်ရဲ့အတွေးအခေါ်ပုံစံကိုနားလည်လာစေနိုင်ပြီးဘဝမှာရောအလုပ်အကိုင်နယ်ပယ်မှာပါပိုပြီးကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှုအတွက်ကိုယ့်ရဲ့ System 1ပေါ်လုံးဝအားကိုးမနေပဲ System 2ကိုအချိန်ပေးပြီးအသုံးပြုဖို့သတိပေးလိုက်တာပါပဲဒီစာအုပ်ကစိတ်ပညာစီးပွားရေးဆေးပညာနိုင်ငံရေးစတဲ့နယ်ပယ်ပေါင်းစုံမှာတွေးခေါ်မှုအသစ်တွေကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်ကနမန်ကလူတွေဟာကြိုးချောင်းစီလျော်တဲ့တတ္တဝါကြီးတွေပဲမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာလှည့်စားမှုတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီစာအုပ်ကကိုယ်ပိုင်ဘဝနဲ့လုပ်ငန်းခွင်မှာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့လက်စွဲစာအုပ်တစ်ခုဖြစ်လို့မျှဝေပေးလိုက်ပါတယ်။ဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။